အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီအင်ဒိုနီးရှားနိုင်ငံဂျကာတာမှာကန်သွားတဲ့ Chelsea နဲ့ AC Milan အသင်းတို့ရဲ့ပွဲကိုကျွန်တော်တို့သွားကြည့်ခဲ့တာလေးကိုပြန်ပြီးတင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီ stadium ကိုရောက်ချင်းမှာပဲအင်ဒိုနီးရှားက AC Milan fan တွေကတော့စပြီးတော့တောင်းကျမ်းနေကြပြီဗျဒါနဲ့ပဲကျွန်တော်တို့လည်း Chelsea fan တွေစုရဲဘက်ကိုဆက်ပြီးလမ်းချောက်သွားရဲပေါ့ဗျာဒါနဲ့ကျွန်တော်တို့လည်းကွင်းကဖွင့်ပြီဆိုတော့ဒီကွင်းထဲဝင်ဖို့အတွက်စပြီးဝင်ကြပြီပေါ့လူကတော်တော်များတယ်ဗျကျွန်တော်တို့ဒီထင်ထားတာထက်ကိုတော်တော်လေးများနေအောင်တွေ့ရတယ်ဒါကတော့ကျွန်တော်တို့ဒီကွင်းထဲကိုရောက်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာတော့ထိုင်ရမယ့်နေရာကိုလိုက်ရှာနေတာဖြစ်ပါတယ်ဒီမှာတော့ကစားသမားတွေကစပြီးကွင်းထဲကိုဝင်လာကြပြီပေါ့ဗျာဒီမှာတော့သူတို့ကဟိုအထက်နဲ့ကျွန်တော်လူငယ်တက်နိုင်တယ်ရှော့မယ်။လက်ပြန်ဟို JB မှာကျမှလူငယ်နဲ့ကမယ်။ဒီမှာတော့ဖလားပုံပဲ။ပြီးတော့ဒီမှာကျတော့ပါလေ။အသေးကြီးနဲ့ကဟိုမှာကျတော့လူငယ်တဲ့နဲ့ကမယ်။လေးရှားလူငယ်တဲ့နဲ့ကမယ်။ဟိုဖုန်းနိုင်တယ်။ဒီနေ့တက်တယ်။Ladies and gentlemen,ဒါတော့ကျွန်တော်တို့ကစားသမားတွေပွဲမစခင်အရင်ဆုံးသွေးပူလေ့ကျင့်ခန်းဆင်းနေနေတာပေါ့နော်ဒီမှာတော့ကျွန်တော်တို့သတိထားမိတာပေါ့နော် Chelsea ကပွဲမစခင်မှာတော်တော်လေးဒီဖြစ်တင်ပေါ်လေ့ကျင့်ခန်းတွေတော်တော်လေးလုပ်နေတာတွေ့ရတယ်ဗျ။သူသဖြင့်ဒီ Palace တို့ Nato တို့ရဲ့ဖြစ်တင်ပေါ်တွေကိုသူတို့တော်တော်လေး train နေအောင်တွေ့ရတယ်ဗျ။ဒါကတော့ကျွန်တော်တို့ကဒီရာသီမှာပေါ့နော် Aston Villa ကနေအသစ်ခေါ်ထားတဲ့ set piece နေပြတဲ့ Austin Murphy ဆိုတာရှိရဗျ။ဒါသူ့ရဲ့ knee snit တွေလည်းဖြစ်မှထင်တယ်ပေါ့နော်။ကိုကတော့ဒါဖြတ်တင်ပေါ်လေ့ကျင့်ခန်းတွေပြီးသွားပြီးတော့သူတို့ကိုပေါက်တွေကိုစပြီးကန်သွင်းတဲ့လေ့ကျင့်ခန်းတွေစပြီးပေါ့ဗျာနီကိုလာဂျက်လီယန်ဒီလက်တို့ကတော့လေ့ကျင့်ခန်းမှာတော့ကောင်ကိုပေါက်ကိုတက်အောင်မကန်နိုင်ဘူးဗျာကျွန်တော်တို့ဒီခြေစမ်းပွဲမှာပေါ့နော် Mudryk တို့ Cole Palmer တို့ဒီ Estevao တို့ဒီကစားသမားတွေကိုကြည့်ရနေတယ်အများကြီးကြည့်နေတယ်Mudryk ကျွန်တော်ဒီ Mudryk ကလေပရိသတ်တွေချစ်တာလည်းမပြောနဲ့ဒီကောင်တော်တော်နီးစနစ်ကတော်တော်ကောင်းတာဗျခုကတော့ဒီကစားသမားတွေတွင်းထဲဝင်လာကြပြီပေါ့ဗျာပွဲစားတော့မှာဆိုတော့
ဒီမှာပေါ့ဗျာဒီအင်ဒိုနီးရှားဂျာကာတာက AC Milan fan တွေတော့တော်တော်လေးလေးစားတယ်ဗျာဒီသူတို့ဒီပွဲအတွက်ပေါ့နော်ပြင်ဆင်တဲ့ပုံစံအားပေးတဲ့ပုံစံတွေတော်တော်ကောင်းတယ်ဗျာဒီမှာဆိုလဲသူတို့ T4 ကြီးချိတ်ဆွဲထားတယ်ပေါ့ဗျာဒီ T4 ဆိုလဲတော်တော်ကြီးကိုမိုက်တယ်ဗျာဒီဘက်တစ်ဖက်မှာလည်း Chelsea ပရိသတ်တွေတော်တော်များတယ်ဗျဒီပွဲမှာ Chelsea ပရိသတ်တွေတော်တော်များတယ်ပေါ့နော် AC Milan ပရိသတ်တွေကတော့ Chelsea ပရိသတ်နဲ့ရှင်နည်းတယ်လို့ပြောမှာပေါ့ဗျာဒါပေမဲ့လည်းနည်းတယ်လို့ပြောပေမဲ့လည်းသူတို့ရဲ့အားပေးတဲ့ပုံစံသူတို့ဒီပြင်ဆင်တဲ့ပုံစံတွေတော်တော်စနစ်ကျပြီးတော့တော်တော်ကြည့်လို့ကောင်းတယ်ဗျဒါတော့ပထမပိုင်းပွဲကစားချိန်စပြီပေါ့ဒီပွဲမှာ AC Milan ရဲ့ပထမပိုင်းကစားပုံကတော်တော်လေးမစိုးဘူးပြောရမှာဗျဒီ Rafaelio တို့ကျွန်တော်တို့ Luka Modric တို့ဒီ Chelsea ကပြောင်းသွားတဲ့ Loftus-Cheek တို့ဒီကစားသမား3ယောက်ကို Chelsea တော်တော်လေးထိန်းရတယ်ဗျပထမပိုင်းမှာ Chelsea 9ယောက်တော့တော်တော်လေးစူးစမ်းယူနေရပါဘောနော်Cornerပဲလက်တော့ဒါပဲဒီပွဲမှာကျွန်တော်တို့သတိထားမိတာပါပေါ့နော် Chelsea ကဒီတောင်းကန်ဘော်တွေဆိုလို့ချင်း Casemiro တို့ Lavia တို့ပဲကန်နေရအောင်တွေ့ရတယ်ဗျဒါကတော့ AC Milan ကရတဲ့ပထမဦးဆုံးတောင်းကန်ဘော်ပေါ့နော်ဒီမှာလဲ Chelsea ရဲ့ဒီ Lucas ကစားပုံနောက်ပြီးတော့ဒီ set piece တွေကိုကာကွယ်တဲ့ပုံစံလေးမစိုးဘူးပြောရမှာဗျပထမပိုင်းအတွင်းမှာဆိုလို့ရှိရင် AC Milan က Luka Modric နဲ့ဒီ Rafaelio တော်တော်ကောင်းတာဗျ Luka Modric ဆိုလို့ရှိရင်အသက်ကတော်တော်ကြီးနေပြီပေါ့နော်ဒါပေမဲ့ကစားပုံကတော်တော်လေးကိုလူငယ်တယောက်လိုပဲကစားသွားတာဗျဒုက္ခမကမ်းမဲ့လူမရှိအော်နတ်တိုဒီလိုနဲ့ပဲ Chelsea ကလည်း set piece တွေကိုအားကိုးရင်းနဲ့ဒီပထမပိုင်းပွဲပြီးလို့နာကျင်ချိန်ဘူး3မိနစ်မှာCasemiroကန်လိုက်တဲ့တောင်းကန်ဘောကနေဂျာရိုဘတ်တိုကခေါင်းတိုက်ပြီးတွင်းသွားတယ်ဗျဒီအလုံးလေးပေါ့နော်ဒီလိုနဲ့ဒါပထမပိုင်းမှာတော့ Chelsea က 1-0 နဲ့ပဲဦးဆောင်ပြီးတော့ကျွန်တော်တို့ပထမပိုင်းပြီးသွားရပါတော့ဒီလိုနဲ့ဒါဒုတိယပိုင်းဆက်ချင်းမှာပဲကျွန်တော်တို့ဘယ်သူကထပ်ပြီးတကိုးသွင်းသွားတယ်ဗျဒီကိုကတော့ကျွန်တော်ဗီဒီယိုမရိုက်လိုက်ရဘူးပေါ့နော်သူတို့က
ခက်မြန်ပဲသွင်းသွားတာဆိုတော့ကျွန်တော်ဒီဂိုးသွင်းပြီးမှပဲအဝဲခဏလေးရိုက်လိုက်ရတယ်ဗျဒါကတော့ကိုင်စီရိုသွင်းသွားတဲ့တတိယမြောက်ချယ်ဆီရဲ့ဂိုးပေါ့နော်ဒီဂိုးကတော့တော်တော်လေးကြည့်လို့ကောင်းတယ်ဗျတင်ပေးလိုက်တဲ့လာဗီယာကလည်းကောင်းတယ်ကိုင်စီရိုကလည်းလုံးဝမြေမကျဗော်လီကန်သွားတာဗျspace နေပြတဲ့ Austin Murphy ရဲ့ဒီအစီအမံလေးကြောင့်လားမသိဘူးဗျာ Chelsea ကဒီနေ့ပွဲမှာဆိုရင် set piece တွေတော်တော်လေးထိရောက်တယ်ဗျာလာမယ့်ရာသီတော့ကျွန်တော်တို့ set piece တွေတော်တော်လေးမျှော်လင့်နေရတယ်ပေါ့နော်နောက်ပြီးဒီနေ့ပွဲမှာပေါ့နော်ကစားသွားတဲ့ထဲမှာကျွန်တော်ဒီ Palace ကစားရလဲကောင်းတယ်လို့နောက်တန်း Fofana လည်းတော်တော်လေးကောင်းတယ်ဗျာဒီနေ့ပွဲမှာ AC Milan ကပဲဒုတိယပိုင်းမှာအရန်နေထည့်လိုက်တော့မသိဘူးနော် Fofana ကစားတော်တော်လေးတည်တတ်တယ်ဗျာမဆိုးဘာလဲဆိုကောင်းတယ်ကွာချက်မဲ့အောင် Jumlah penonton malam ini adalah 40.857. Terima kasih. ဒီမှာတော့ကျွန်တော်တို့ Festival နဲ့ Mudrik နဲ့လူစားထောက်ဝင်လာပြီပေါ့ဗျာကျွန်တော်တို့တွေအားလုံးပျော်နေတာဗျ Mudrik ကိုကြည့်ရမှာမို့Mudrik ဝင်လာတဲ့အချိန်က86မိနစ်ဖြစ်သွားပြီဗျာဒါပေမဲ့လည်းသူ့ကိုကြည့်ရတဲ့မိနစ်ပိုင်းတိုင်းကတော်တော်လေးကြည့်လို့ကောင်းတယ်ဗျမူဒရစ်ကလည်းဒီကောင်ကစားပုံကလည်းအရန်ကြီးမကောင်းဘူးဆိုရင်တော့ကြည့်ရတာကအရသာရှိနေတာမျိုးဗျသူ့ရဲ့ကစားပုံကနောက်ပြီးဒီညာချမ်းမှာကစားတဲ့လူငယ်နှစ်ယောက်ပေါ့နော်ဒီကွန်တာနဲ့ Estiva ဆိုလို့ရှိရင်လည်းတော်တော်လေးနားလည်မှုရှိတဲ့ပုံစံမျိုးသူတို့နှစ်ယောက်ချိတ်ဆက်ကစားတဲ့ပုံစံဒီတယောက်နဲ့တယောက်ဖေးမြမြလေးကစားတဲ့ပုံစံတော်တော်လေးကြည့်ရတာညံ့ညောရှိရဗျမိုက်တယ်ဒီမှာဆိုလို့ရှိရင်လည်း Steven နဲ့ Quanta ရဲ့ 1-2 ပေါ့နော်ကျွန်တော်ဂိုးသွားမယ်အောင်ထင်တာဗျာတော်တော်လေးကောင်းတယ်ဗျာအချိန်ဆက်ကဒီလိုနဲ့ပဲပွဲကတော့ 3-0 နဲ့ကျွန်တော် Chelsea နိုင်သွားတယ်ပေါ့ဗျာကျွန်တော် clean sheet ရသွားတာလည်းတော်တော်လေးအကျဉ်းနဲ့တယ်ဗျာကိုယ်တိုင်ကြည့်ရတဲ့ပွဲမှာ clean sheet ရသွားတာဆိုတော့ကြည့်ရတာလည်းအကျဉ်းနဲ့တယ်နောက်ပြီးပါနေခြေစမ်းပွဲမှာ flat တစ်လုံးရတယ်ပေါ့ဗျာကြည့်ရတာတော့တော်တော်လေးတန်တယ်ဗျာဒါကတော့ကစားသမားတွေအင်ဒိုနီးရှားစပါကပ်ယူတဲ့အနေထားပေါ့ဗျာကျွန်တော်တို့ကတော့နောက်ဘက်ရောက်နေတော့မမြင်ရဘူးဗျအဲ့တော့ကြည့်ရလူလည်းအဆင်ပြေအောင်ကျွန်တော်ရှေ့ဘက်ကရိုက်ထားတဲ့ဗီဒီယိုလည်းကပ်ပြီးတင်ပေးထားမယ်နော်
ဒီလိုနဲ့ပဲ Chelsea နဲ့ AC Milan ရဲ့ပွဲကတော့3ဂိုးကိုမရှိနဲ့ကျွန်တော်တို့ Chelsea တင်နိုင်သွားတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ပွဲပြီးလို့ပြန်နေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အကြောင်းမျိုးကြောင့်ကိုယ်တိုင်လာမကြည့်နိုင်ခဲ့ရင်တော့ TV လေးကြည့်ပြီးကိုယ်တိုင်ကြည့်ရတယ်လို့ခံစားသွားရမယ်လို့မျှော်လင့်ပါတယ်ဗျာ